ကဲဒီနေ့ဈေးသွားလာတာပေါ့နော်ကိုနဲ့ဘဝတူအိမ်ရှင်မတွေရှိလားဒီနေ့ပတ်စံပေါ့နော်သွားထုတ်တစ်ထည့်ရင်းနဲ့ဘယ်လိုပြောမလဲဆိုတော့ဈေးတွေဝယ်လာခဲ့တယ်ပေါ့နော်ဈေးဝယ်ခဲ့တယ်ပတ်စံဘန်းငွေ1000ကိုဘယ်လောက်ပို့လဲဆိုတော့50ပဲပို့ပါတယ်ဘာတွေဝယ်ခဲ့လဲဆိုတော့ဒါကตัว1 ကီလိုကို45ဘတ်ပေါ့နော်1 ကီလိုနဲ့2 ခစ်ကျော်ဆိုတော့54ပါ3လုံးပါဖျားကပ်ဖို့ဆိုပြီးတော့ဝယ်လာတဲ့ပန်းတစ်တော်တီဖြစ်ပါတယ်ပေါ့နော်3လုံးကိုပန်းငွေ50ကျော်တော့မပေးရတယ်နော်ပြီးတဲ့ခါကျတော့ဒီမှာဒါကြတော့ပိတ်ဥပေါ့နော်ပိတ်ဥတစ်လုံးကြည့်ပါဦးသူကကြတော့1 ကီလိုကို49ဘတ်တဲ့အမှနေမဲ့တောက်ဝယ်လိုက်တော့1 ကီလိုနဲ့3 ခစ်ဆိုတော့68ဘတ်တောင်ပေးရတယ်နော်သူခိုးမှရေးထားတော့30ကျော်ပဲကျွန်မအဲ့ဒါနဲ့ဝယ်လိုက်တာအခု49ဘတ်တဲ့ဘာဖြစ်ပါဝယ်လာပြီးပြီဆိုတော့လည်းမရတော့လေနော်ဒါကကြတော့မခိုးမှဝယ်တာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကကြတော့ cycle လေးပေါ့နော်ဒီဟာလေးကျစက်ကောင်းတယ်ဆိုတော့တစ်ထုပ်ဝယ်ခဲ့တယ်ပေါ့နော်ဒါကကြတော့65ဘတ်ပေးရတယ်အပြင်မှာဝယ်စားမယ်ဆိုရင်တော့ဈေးရဟိုနေဖြစ်တယ်ပေါ့နော်ဒါဆိုတော့ကိုယ့်ဘာကိုအိမ်မှာပြုတ်စားပေါ့နော်အများကြီးစားရတယ်နောက်တစ်ခုကကြတော့ဒါကပါလဲဆိုတော့ဝက်ဥပေါ့နော်ဝက်ဥကိုသူက1 ကီလိုဘယ်လောက်လဲဆိုတော့1 ကီလို182ဘတ်တောင်မှာနော်1 ကီလို182ဘတ်ဒီမှာ6 ခစ်ကျော်ဆိုတော့117ဘတ်နဲ့85ပြားတောင်ပေးရတယ်နော်ဒါဝက်ဥလေးပေါ့နော်ဟိုဝက်ဥဂျိုလေးလားနော်အဲ့ဒါလေးပါအဲ့ဒါလေးကိုထိုင်းပန်းငွေ100ကျော်တောင်ပေးရတယ်နော်တားငါးတွေကလည်းဈေးကြီးကျက်ပြီးတော့ဒါကကြတော့ကြက်အသေးမြစ်ပေါ့နော်ကြက်သေးမြစ်ကတော့တန်တယ်လို့ပြောရမလားမသိသူကကြတော့1 ကီလိုကို80ပေါ့နော်80ဆိုတော့ဒီမှာ1 ကီလိုမပြည့်ဘူး9 ခစ်ဆိုတော့63ကျက်ပဲ63ပြားမှားကုန်ပြီ63ဘတ်ပေးရပါတယ်နော်ကြက်အသေးမြစ်လေးပါဒီမှာအသေးရောအမြစ်ရောပါတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီမှာတက်ရှိတော့ကကြတော့သူကဘယ်လောက်လဲ1 ကီလိုကို105ဘတ်တောင်ပေါ့နော်အဲ့ဒါကိုမိုးဝယ်ခဲ့တာဆိုတော့6 ခစ်ကို65.25ဘတ်တောင်မှပေးရတယ်ပေါ့နော်ဒီမှာတက်ရှိတော့ပါတက်ရှိတော့ကကြတော့ငင်းကြိုလေးစပြုတ်လေးစားတော့ရအောင်ပေါ့နော်ဒါနောက်တစ်ခုကကြတော့ဒီလိုကြက်ပေါင်ပေါ့နော်ကြက်ပေါင်ကိုသူက1 ကီလိုဘယ်လောက်လဲဆိုတော့1 ကီလိုမှာ68ဘတ်မိုးကဒီမှာ1 ကီလိုနဲ့3 ခစ်ဆိုတော့95ဘတ်တောင်ပေးရတယ်ပေါ့နော်ဒါကမိုးတို့ဒီလိုကြက်ပေါင်သားပါဒီလိုတောင်းရဲ့ဒီလိုပေါင်ရဲ့တွဲထားတာပေါ့နော်နောက်ဆုံးကဘာတော့ဆိုတော့ကျမချိန်ပြီးတော့လန့်သွားတယ်နော်အဲ့ဒါကဘာလဲဆိုတော့ဒီမှာဝတ်သားကိုကြည့်လိုက်ပါဦး1 ကီလိုကိုတဲ့154ဘတ်ပေါ့နော်154ကိုဒီမှာမိုးကဝယ်ခဲ့တယ်2 ကီလိုနဲ့9 ခစ်ဆိုတော့425ဘတ်နဲ့85ပြားပေါ့နော်ဟာဒီဝတ်သားတုံးချိန်ပြီးတော့လေကိုယ့်ဘန်ကိုလန့်သွားတာပေါ့နော်ဒီလောက်တောင်ပေးရလားပေါ့သူလည်း3 ကီလိုနီးနီးပြည့်တော့မှာ3 ကီလိုပြည့်ခန့်နေပြီဆိုတော့1 ကီလို154နဲ့ဆိုတော့ဒီဝတ်သားတုံးကိုနော်400ကျော်တောင်မှပေးရပါတယ်ကိုရီးယားလေဝတ်သားဆိုအရန်ကြိုက်တဲ့လူတွေဖြစ်တဲ့အတွက်ပေါ့နော်ဝတ်သားကိုအဲ့လိုပဲဝယ်ခဲ့ပါတယ်ဒါတော့ဘယ်နည်းရစားခန့်မလဲတော့မသိဘူးနော်ဘယ်နည်းရစားခန့်မလဲမသိပါဘူးဝယ်လာတယ်ပေါ့နော်ဒီခါဝယ်တာအများဆုံးဖြစ်သွားတယ်နော်ဒီမှာ425ဘတ်တောင်မှာပေါ့နော်ဝတ်သားအဲ့ဒါဆိုတော့တွက်လိုက်ချက်လိုက်တာပတ်စံဘတ်1000မှာဒါတွေရပါတယ်ဒီကောင်လေးရပါတယ်ပတ်စံဘတ်1000မှာ950ကျခဲ့ပါတယ်နော်ပိတ်ဥတစ်လုံးကလည်းမနေကြီးပဲပိတ်ဥကြိုက်တယ်နော်ဒါကြတော့ဖျားတင်ဘူးတတိလေးပါဟုတ်ကဲ့ပါနော်ထိုင်းမှနေမယ်ဆိုရင်တော့ဒီလိုမျိုးတွေဈေးတစ်ခါသွားရင်အဲ့လိုကြီးကုန်ပါတယ်လို့နော်ကျေးဇူးတင်ပါတယ်